သမီးစိုးဘယ်နေရာမှာရှိသလဲသိနိုင်မဲ့သူကိုတိန့်တရာပေးမှဖြစ်ကြောင်းကြော်ညာကမြေလံရှာနေတဲ့အေတင်ကိုသမီးစိုးနဲ့အေတင်ကိုရဲ့ကြံပွဲကတော့အခုတိမပြီးသေးပါဘူးအခုဆိုသမီးစိုးနဲ့အေတင်ကိုကပြေးနှံလိုက်တန်းကစားနေတဲ့ကြောင်ကြီးထွမ်နဲ့ချွက်ကလေးကျယ်ရီလိုဖြစ်နေပါပြီအေတင်ကိုဟာသမီးစိုးကိုမနေ့ကလေးကလာဖို့မျက်နှာချင်းဆိုင်ဆင်းရှင်းမှုပြောထားပေမဲ့သမီးစိုးကတော့ချင်းထားတဲ့နေရာကိုမရောက်လာပဲပတ်ပြေးနေတာပါဒါကြောင့်လည်းအေတင်ကိုကတော်တော်လေးကိုတင်းနေတာဖြစ်ပါတယ်အခုမနက်ပိုင်းမှာတော့အေတင်ကိုဟာသမီးစိုးတဲနေတဲ့ဟိုတယ်လိပ်စာတိကျကိုရခဲ့တာပါ။ဒါကြောင့်လည်းအေတင်ကိုကဟိုတယ်တိအရောက်သွားခဲ့ပေမဲ့သမီးစိုးကနောက်ပေါက်ကပိတ်ပြေးသွားတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းအေတင်ကိုကသမီးစိုးဘယ်နားမှာတိတိကျကျပုံနေတယ်လဲ။နေရာတိကျပေးနိုင်သူကိုတိန့်တရာနဲ့ဂါရဝပြုစုချင်းမြင့်မယ်လို့ဆိုပါတယ်။ဒါပြင်သမီးစိုးနေတဲ့ရန်ကုန်ကလိပ်စာပေးနိုင်သူလေတိန့်တရာပေးမယ်လို့ကြေညာထားပါ။အခုချိန်မှာတော့သမီးစိုးကပတ်ပြေးနေသေးပါ။သမီးစိုးတယောက်အမေရိကန်မှာရှိနေစဉ်အင်တာနက်ပေါ်ကနေမြန်မာပြည်ကလူတွေကိုဝေဖန်လေကန်မှုတ်ကျုံမြစ်ကျိုးပြောထားတာကြောင့်လေလူမုန်းများနေတာပါအထူးသဖြင့်သမီးစိုးဟာအေတင်ကိုနဲ့သူသားလေးကိုပြောဆိုထားတာကြောင့်လေအေတင်ကိုကစင်းရှင်းမှုလိုက်ရှာနေတာဖြစ်ပါတယ်